တောလန့်ကအိမ်ဦးကြီးလွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်ကကိုကျော်ဆိုတဲ့အမျိုးသားတယောက်ဟာနေဘက်ကသူ့တငယ်ချင်းစီကိုဆိုင်ကယ်နဲ့သွားခဲ့ပါတယ်လမ်းမှာဆိုင်ကယ်ပြတ်သွားတာကြောင့်မောင်ကြီးပြိုးသားအချိန်မှာတောအုပ်တစ်ခုတည်းမှာသူတယောက်တည်းတောင်တင်နေခဲ့ပါတယ်လမ်းလျှောက်ရင်းနဲ့တောအုပ်အဆက်မှာဟောင်းနှမ်းနေတဲ့နှစ်ထပ်ပြင်တော်အိမ်တစ်လုံးကြီးကိုတွေ့လိုက်ရတယ်အိမ်ရှိမှာပေါ့ဦးတယောက်ကဝရဒါမှာထိုင်ပြီးစီပုံလေးတောက်နေတာကိုတွေ့တော့ကိုကျော်လဲဝမ်းသာအားရနဲ့အဖွားကျွန်တော်ဆိုင်ကယ်ပြက်လို့ဒီညတညလောက်တဲခွင့်ပြုပါခွင့်တောင်းလိုက်ပါတယ်အဖွားအိုကဘာမှမပြောပဲခေါင်းညှိပ်ပြပြီးအိမ်ပေါ်သို့လက်ညွန်ပြပါတယ်ကိုကျော်လဲပင်ပန်းနေတာနဲ့အိမ်ပေါ်တက်ပြီးအခန်းလုံးတစ်ခုမှာဝင်အိတ်လိုက်ပါတယ်ညတန်းကောင်ရံအချိန်မှာကိုကျော်ဟာတောက်တောက်ဆိုတဲ့အတန်ကြောင့်နိုးလာပါတယ်အတန်ကအပေါ်တက်မျက်နှာချက်ကနေလာတာပါကြည့်လိုက်တဲ့အခါမျက်နှာချက်ကနေသွေးဆက်တွေတစ်စက်ချင်းစီရင်ဘက်ပေါ်သို့အေးဆက်ဆက်နဲ့ကျလာတာကိုတွေ့လိုက်ပါတယ်သူလမ်းဖြန့်ပြီးအခန်းပြင်သို့ပြေးထွက်လိုက်တဲ့အခါဝရဒါမှာထိုင်နေတဲ့အဖွားအိုကိုမတွေ့တော့ဘူးဒါပေမဲ့အဲ့ကန်အလယ်မှာကျိုးဆက်ချတေဆုံးနေတဲ့ရုပ်လောင်းတစ်ခုကဒီထဲမှာဂိမ်းထိုးနေပါတယ်အဲ့ဒီအလောင်းကတခြားသူမဟုတ်ပါဘူးခုနကသူတွေ့ခဲ့တဲ့အဖွားအိုပဲဖြစ်ပါတယ်ကိုကျော်ဟာကြောက်လန့်ကြားနဲ့အိမ်ပေါ်ကနေခုန်ချပြီးလမ်းမပေါ်ရောက်အောင်ပြေးခဲ့ပါတယ်မနဲ့လင်းလို့ရွာသားတွေနဲ့ပြန်လာကြည့်တဲ့အခါမှာတော့အဲ့ဒီနေရာမှာအိမ်ဆိုတာမရှိတော့ပါဘူးရှိနေတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမီးလောင်ပျက်စီးသွားတဲ့အိမ်ပြတ်အုပ်ပုံကြီးနဲ့ဘွားအိုတယောက်ရဲ့ဘူဗိမ့်မတ်ဟောင်းတစ်ခုပဲရှိပါတယ်တခါတလေမှာကျွန်တော်တို့မြင်နေတဲ့အရာတွေကတကယ်ရှိနေတာမဟုတ်ပဲအတိတ်ကကြံခဲ့တဲ့အညှိုးတွေးတွေဖြစ်တတ်ပါတယ်